Hello, General. The company at Namaya Wall Ventures look horrid. The company at Point Harasoin, Go Nishidwabi. Do you headquarters Castoin, Dallas, Texas, Mashibare? The company at Jango through the magazine to Ramyaman Yikade. The Medica Ron Yabeta Mashi earns a young Sore Osabono. အဲ့ဒါ company တစ်ခုပေါ့နော်သူကလိုက်ပြီးတော့တခြား company တွေကိုစစ်ဆေးတဲ့ company ပေါ့နော်2007တုန်းကဆိုရင်ဒီ company ကကျွန်တော်တို့ရဲ့ company ကိုလာပြီးတော့စစ်တယ်3နှစ်ဆက်တိုက်စစ်ပြီးတဲ့အခါမှာကျွန်တော်တို့ရဲ့founders တွေကို entrepreneur of the year ဆိုတဲ့ award ဆုတစ်ခုကိုပေးလိုက်တယ်ဆိုတော့ဒီ business ရဲ့သဘောတဘာဝနှစ်ပိုင်းရှိတယ်ပထမတစ်ပိုင်းကတော့ကျွန်တော်တို့ vacation membership ဒုတိယပိုင်းကကျတော့ business လုပ်ပြီးပတ်စံလဲရမယ်အပိုင်းပေါ့နော်ဆိုတော့ကိုက vacation membership ပဲဝင်ပြီးတော့လုပ်လဲရတယ်ဟို business လဲလုပ်မယ်နှစ်ပိုင်းလုံးလုပ်မယ်ဆိုလဲရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ရဲ့ travel partner တွေကဘာတွေလဲဆိုလို့ရှိရင်တကယ်ကို4 and 5 star company တွေပေါ့နော်ကျွန်တော်တို့ company ကဆိုလို့ရှိရင် state 50လုံးမှာလည်းရှိတယ်နိုင်ငံ28နိုင်ငံမှာလည်းရှိတယ်။ Asia ဘက်မှာဆိုရင် Singapore, Malaysia, Hong Kong ဘက်မှာရှိတယ်။ Australia တို့ UK တို့ Germany တို့ Greece တို့မှာလည်းရှိတယ်။ company ရဲ့သူ့ရဲ့သဘောတဘာဝကဘာလဲဆိုလို့ရှိရင် Costco တို့ Sam's Club တို့ရဲ့သဘောအတိုင်းပဲပေါ့နော်။ဥပမာသူတို့ဆိုရင်ဒီရေတောက်ရေတန်းတပူကိုကျွန်တော်တို့ဓာတ်စီဆိုင်မှာတွားပြီးဝယ်မယ်တပူးဝယ်မယ်ဆိုရင်တစ်ချက်ခွဲလောက်ပေးရမယ် Costco တို့ Sam တို့ membership ရှိတဲ့ခါမှာသူတို့ရဲ့ warehouse မှာတွားပြီးတော့ဝယ်ရင် case တစ်ခုလုံးမှာ4ချက်လောက်ပဲပေးရတယ်ဆိုတော့ဒီသူတို့ Costco တို့ Sam တို့ကဘယ်လိုလုပ်တယ်လဲဆိုရင်ဒီရေကူးထုတ်လုပ်တဲ့ company ကိုတွားပြီးတော့သူတို့ပြောတယ်ခင်ဗျားတို့ရဲ့ကိုရောင်ထဲမှာရှိသမျှရေဘူးတွေအကုန်လုံးကိုကျွန်တော်တို့ cash ပေးဝယ်မယ်ဈေးနှုန်းချိုတာသုံးဘယ်လောက်ပေးမလဲသူကဈေးနှုန်းချိုနဲ့ရတယ်ကျွန်တော်တို့ member တွေကိုပြန်ပြီးတော့ဈေးတက်တာနဲ့ပြန်ပေးတယ်ပေါ့နော်ဒီ Wall Ventures ရဲ့ membership ကကြတော့ DREAMTRIPS membership လို့ခေါ်တယ်ကျွန်တော်တို့က vacation တွေကို wholesale pricing နဲ့တွားတယ်ဒီ company က reservation တွေ planning တွေအကုန်လုပ်ပေးတယ် membership ကဆိုလို့ရှိရင် member နဲ့တခြားလူတစ်ယောက်အပြင်ကလေးအိမ်မှာရှိတဲ့ session တစ်ယောက်ကလေးတွေလည်းတွားလို့ရတယ်ဥပမာဆိုလို့ရှိရင်ဒီအပျော်စီးသင်္ဘော cruise ကို$69နဲ့တွားလို့ရတယ်ပေါ့နော်ဆိုရင်ဥပမာဒီ2014 December 9ရက်နေ့က Charleston South Carolina နေပြီးတော့9ညအိတ်ခီ Carnival Cruise Line ကို Bahamas ကိုတွားတယ်တယောက်ကို69ကျပ်နဲ့တွားတယ်ဆိုသူတို့ကဘယ်လိုလုပ်လဲဆိုတော့ဒီနှစ်စတဲ့ကနေတွားပြီးတော့ Carnival တို့ Royal Caribbean တို့တွားတယ်ခင်ဗျားတို့မှာရှိတဲ့အခန်းပေါင်း9000လောက်ကိုကျွန်တော်တို့တစ်နှစ်လုံးအတွက်ကြိုပြီးတော့ဝယ်မယ်ဈေးပေါ်ဆုံးဘယ်လောက်ရမလဲသူတို့ကဈေးပေါ်နဲ့ရတယ်ကျွန်တော်တို့ member တွေကိုဈေးပေါ်နဲ့ပြန်ပြီးတော့ပေးတယ်ပေါ့နော်ဒါရီယာဆိုလို့ရှိရင်တချို့example ပေါ့နော်ဥပမာတွေ Riviera Maya Mexico မှာ4ရက်3ညအိတ်4 and half star hotel အဲ့ဒီမှာဆိုလို့ရှိရင်အကုန်လုံးကစားတွေရောတောက်တွေရောလည်းပါတယ် round trip airport ကနေပြီးတော့ hotel ကိုသွားတဲ့ transfer လည်းပါတယ်ပေါ့နော် Colorado မှာ ski သွားစီးမယ်ဆိုလို့ရှိရင်တယောက်ကို$429ဒါပေမဲ့သူက3ရက်စာ lift ticket လည်းပါတယ် round trip transfer airport ကနေ hotel ကိုလည်းပါတယ် taxes and resort fee လည်းပါတယ် Dominican Republic မှာ9ရက်4ညအိတ် Hard Rock Hotel and Casino သူကလည်းအစားအသောက်အကုန်ပါတယ် all inclusive round trip airport transfer ပါတယ် hotel fees and taxes တွေလည်းပါတယ်တယောက်ကို639ဒါပေမဲ့ကိုကပေးတာ639သူကဟိုရောက်တဲ့ခါမှာကျွန်တော်တို့950 resort credit ပြန်ပေးတယ်အဲ့ဒါကိုသုံးပြီးတော့ snorkeling တို့ zip lining တို့ spa တို့တွားလို့ရတယ်ပေါ့နော်အဲ့ဒီပြင်ကိုsport ကိုဝါသနာပါတဲ့လူတွေအတွက်လည်းကျွန်တော်တို့မှာ Super Bowl တို့ World Cup တို့ Final Four တို့ US Open တို့မှာ trip တွေလည်းရှိတယ်ပေါ့နော် Masters တို့အဲ့ဒီပြင်ကိုငါးဖမ်းတာဝါသနာပါတဲ့လူတွေအတွက်လည်း fishing trip အမဲလိုက်တာဝါသနာပါတဲ့လူတွေအတွက်လည်း hunting trip ဆိုတာရှိတယ်အမျိုးသမီးတွေအတွက်လည်း spa trip တို့ yoga trip တို့ဆိုတာရှိတယ်
The company ကပတ်စံလုံးယုံနေမကဘူးလူတွေဒီ public ကိုလည်းပြန်ပြီးတော့လှူတယ်ပေါ့နော်ကျွန်တော်တို့သွားပြီးတော့ volunteer လုပ်တယ် tourist လုပ်နေတဲ့အချိန်မှာဒါမှမဟုတ် volunteerism ဆိုတဲ့စကားလုံးကိုထွင်ထားရတယ်ပေါ့နော်အခုချိန်ကြီးဆိုရင် Guatemala မှာမိဘမဲ့ကလေးတွေအတွက်ကျောင်းပေါင်း40ကျော်ကိုကျွန်တော်တို့စောက်ပြီးတော့လှူခဲ့ပြီးပြီဆို Oprah Winfrey ကကျွန်တော်တို့လုပ်နေတာကိုဒီ company လုပ်နေတာကိုတွေ့တဲ့အခါမှာအရန်သဘောကျတော့သူ့ရဲ့ old magazine မှာဒီ company အကြောင်းကိုရေးတယ်အဲ့ဒီပြင်ကို US ထဲမှာဆိုလို့ရှိရင် Dream Coach ဆိုပြီးတော့ကလေးတွေအတွက်ကလေးကစားကွင်းတွေကိုလည်းကျွန်တော်တို့လှူကြတယ်Nancy Lieberman Foundation နဲ့လည်းကျွန်တော်တို့ partner လုပ်တယ်ပေါ့နော်ခုနပြောတဲ့ Dream Trip member ဝင်ပြီးလာလို့ရှိရင်ကျွန်တော်တို့ Dream Trip တခုကိုကျွန်တော်တို့ book လုပ်လိုက်ပြီးတဲ့အခါမှာ company ကကျွန်တော်တို့9ရက်အချိန်ပေးတယ်ကြိုက်တဲ့နေရာမှာသွားရှာတူဖြစ်တဲ့ trip ဖြစ်လို့ရှိရင်ဈေးပေါ်ဗမာပဲတွေ့သူတို့ proof လုပ်လိုက်ရင်သူတို့ကကျွန်တော်တို့ဒီ trip ကိုအလကားပေးသွားမယ်ဆိုတော့ Dream Trip Go ဆိုတဲ့ membership ကြတော့ကျွန်တော်တို့ဝင်လာရင် company ကကျွန်တော်တို့ကို website တစ်ခုပေးတယ်အဲ့ website မှာကျွန်တော်တို့ရဲ့ကိုယ်ပိုင် booking engine ပါတယ်အရင်ကျွန်တော်ခရီးသွားမယ်ဆိုလို့ရှိရင် Expedia Travelers ဒီလိုမှာသွားပြီးတော့book လုပ်တယ်ပေါ့နော်လက်မှတ်တွေဝယ်တယ်အခုဆိုရင်ကျွန်တော်ရဲ့ကိုယ်ပိုင် booking engine မှာကျွန်တော်ဝယ်တဲ့အခါမှာကျွန်တော်ပဲဝယ်တငယ်ချင်းတွေမိသားစုတွေပဲဝယ်ကျွန်တော်ကပြန်ပြီးတော့ commission point နေနဲ့ပြန်ရမယ်ရတဲ့ဟာကိုနောက်တစ်ခါခရီးသွားတဲ့အခါမှာကျွန်တော်သုံးပြီးတော့သွားလို့ရတယ်အဲ့ဒီပြင်ကျွန်တော်တို့ရဲ့ membership မှာ cell phone မှာ application ပေါ့နော် my deal ဆိုတဲ့ဥစ္စာကို download လုပ်ထားရင်ကိုရှိတဲ့နေရာရဲ့25မိုင်ပတ်ဝန်းကျင်မှာရှိတဲ့ဈေးလျှော့ထားတာတွေအကုန်လုံးကိုကြည့်ပြီးတော့သုံးလို့ရတယ်ပေါ့နော်ဥပမာဆိုရင် restaurant တို့ movie ticket တို့ oil change တို့ haircut တို့စပင်းညက်တာတို့ပေါ့နော်အဲ့ဒါမျိုးသွားစားမယ်ဆိုရင်စပင်း restaurant သွားစားမယ်ဆိုရင်ကျွန်တော်တို့မှာ short ပေးတဲ့ coupon ယူသွားစရာမလိုပဲနဲ့ပြသုံးလို့ရတယ်ပေါ့နော်အဲ့ဒီပြင်ကျွန်တော်တို့ရဲ့ website ပေါ်မှာ Dream Trip Mall ဆိုပြီးတော့ online shopping mall ကိုပိုင် mall ရှိတယ်ထိုင်မောင်းကဆိုလို့ရှိရင်1500ကျော်ရှိတယ်တချို့ဥပမာတွေကဆိုရင် Walmart, Kmart, Target, Best Buy, Victoria's Secret, Macy's, Sears အစုံပဲရှိတယ်အဲ့မှာသွားပြီးကျွန်တော်တို့က online ကနေ shop လုပ်လိုက်လို့ရှိရင်ကျွန်တော်တို့ပြန်ပြီးတော့ commission ပြန်ရမယ်ရတဲ့ commission point ကိုနောက်တစ်ခါခရီးသွားတဲ့ခါမှာသုံးလို့ရတယ်ဒီနောက်တစ်ခုပြောမယ့်ဟာကြတော့ personal assistant ပေါ့နော်ကျွန်တော်တို့ရဲ့ကိုယ်ပိုင်အတွင်းရေးမှုပေါ့နော်သူတို့ခေါ်ပြီးတော့ကျွန်တော်တို့ကလုပ်ချင်တဲ့ဟာတွေကိုခေါ်ပြီးခိုင်းလို့ရတယ်24 hours 7 days a week လေဆိုဥပမာကျွန်တော်မနေ့ကို9နာရီအိယာနှိုးပါဆိုရင်သူတို့ကခေါ်ပြီးတော့ wake up လုပ်မယ်ဖုန်းနဲ့ခေါ်မယ်တကယ်ရင်တယောက်မွေးနေ့ရှိလို့ happy birthday ခေါ်ပြီးဆိုပေးပါဆိုလဲခေါ်ဆိုပေးမယ်တခြားလူချင်းတဲ့ research တွေလုပ်ခိုင်းမယ် information တွေရှာခိုင်းမယ်ဆိုလဲလုပ်ပေးတယ်ဒီ restaurant reservation တို့ဒီ event ticket တွေလိုချင်လဲသူတို့ဝယ်ခိုင်းလို့ရတယ်translation လုပ်ပေးတာတို့ဘာလို့လဲရှိတယ်အဲ့ဒီပြင်ကိုကျွန်တော်တို့မှာ emergency မှာဆိုရင် roadside help တွေဥပမာတနေရာကိုကတနေရာမှာလမ်းပြောင်းနေတယ်ဆိုရင်သူတို့က10 by 10ဘယ်လိုသွားရမလဲဆိုတော့ information ပေးမယ်နောက်ပြီးတော့ကိုကတကယ် safe မဖြစ်တဲ့နေရာတနေရာမှာရောက်နေလို့ကိုနဲ့အတူတူဖုန်းထဲမှာနေပေးပါဆိုတော့သူတို့ကနေပေးမယ်ဆိုတော့ဒီ membership ကဝင်လို့ရှိရင် membership Dream Trip Goal မှာ membership ဝင်ကြီး200ပေးရတယ်ဆိုကျွန်တော်အခုဝင်လိုက်တယ် member ဝင်ရင် company ကို200ပေးလိုက်တယ်အဲ့ company က200ကိုယူပြီးကျွန်တော်ချက်ချင်းပဲကျွန်တော်ရဲ့ travel savings account ထဲမှာ200 point ပြန်ထည့်ပေးတယ်ဆိုတော့ဒီနေ့ member ဝင်ပြီးလို့ရှိရင်မနေ့ပြန်မှာအဲ့200 point ကိုသုံးပြီးတော့ကျွန်တော်တို့ကDream Trips ခုနပြောတဲ့ package လုပ်ထားတဲ့ trip တွေကိုသုံးပြီးသွားလို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီ membership ကလစဉ်ကြီးက50ရှိတယ်အဲ့ဒါလည်း the same thing company ကယူပြီးရင်ကျွန်တော်တို့ရဲ့ vacation saving travel saving ကောက်ထဲမှာ50 point ရထည့်ပေးတယ်ဒါပေမဲ့ဒီ50ကျတော့တစ်လ50ပြီးတော့တစ်နှစ်ပြည့်တဲ့အခါမှာ point 600ကျွန်တော်တို့ကိုပြန်ပြီးတော့ပေးသုံးတယ်ဒီခုနပြောတဲ့ Dream Trip တွေမှာသုံးပြီးတော့သွားလို့ရတယ်ဒါပေမဲ့ company ကပြောတယ်ကျွန်တော်တို့ပြောပြလို့တခြားလူ၄ယောက်ကသူတို့လည်းသဘောကျတဲ့ member ဝင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီလစဉ်ကြီး50ကပေးစရာမလိုတော့ဘူး
ဥပမာကျွန်တော်ဒီနေ့ member ဝင်လိုက်တယ်ပထမလမှာကျွန်တော်လူ4ယောက်ကလည်းသူတို့ member ဝင်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒုတိယလစပြီးတော့ member လစဉ်ကြီး50ပေးစရာမလိုတော့ဘူးဒါပေမဲ့ company ကကျွန်တော်ရဲ့စုဘူးထဲမှာ50 point ဆက်ပြီးတော့ထည့်ပေးနေတယ်ဆိုတော့တစ်နှစ်ပြည့်တဲ့ခါမှာအဲ့စုဘူးထဲမှာ600 point ခရီးသွားဖို့အတွက်ရှိမယ်အဲ့ဒီပြင်ကျွန်တော်တို့ကတငယ်ချင်းတယောက်ကို refer လုပ်တိုင်းသူတို့က member ဝင်တိုင်း company ကကျွန်တော်တို့ point 100 dream trip point 100ခုနပြောတဲ့ vacation စုဘူးထဲမှာထည့်ပေးမယ်ဆိုတော့ဒီဟာတော့ membership အပိုင်းပေါ့နော်အခုနောက်ပြောမယ့်အပိုင်းဆိုလို့ရှိရင်တော့ကျွန်တော်တို့ပတ်သက်လုပ်မယ့်အပိုင်း business လုပ်တဲ့အပိုင်းပေါ့နော်ဒီ business လုပ်မယ်ဆိုလို့ရှိရင်အသက်26နှစ်ထက်ဆိုရင်ကျွန်တော်တို့ကဝင်ကြီးက100ပေးရတယ်လစဉ်ကြီးက17ကျပ်ပေးရတယ်အသက်26နှစ်အောက်ဆိုလို့ရှိရင်ဝင်ကြီးက25ကျပ်ပေးရတယ်လစဉ်ကြီးက9ကျပ်ပေးရတယ်ဆိုတော့ဒီအလုပ်ကိုကျွန်တော်တို့ကvacation membership က business ကတစ်ခုလုံးလုပ်တဲ့ခါမှာဆိုလို့ရှိရင်ခုန250ရဲ့117ကျပ်ဆိုရင်361ကျပ်နဲ့ကျွန်တော်တို့စမယ်ပေါ့နော်အသက်26နှစ်ထက်26နှစ်အောက်ဆိုလို့ရှိရင်250နဲ့32ကျပ်နဲ့စမယ်ဆိုရင်$282နဲ့စမယ်ပေါ့နော်အဲ့လိုစလာတဲ့ခါမှာကျွန်တော်တို့လူ4ယောက်ရလာမယ်ဆိုလို့ရှိရင်ခုနပြောတဲ့ membership 50ရောဒီဘက်က rep လုပ်တဲ့ business လုပ်တဲ့အပိုင်းက17ကျပ်ကိုလစဉ်ကြီးတွေကပေးစရာမလိုတော့ဘူးဒါပေမဲ့လို့ကျွန်တော်တို့ရဲ့ group မှာဝင်လာလို့ရှိရင်လူ6ယောက် personal sales 6ခုအများဆုံး dream trip membership 6ခုအများဆုံးရောင်းချင်တယ်ဘာလို့လဲဆိုလို့ရှိရင်6 sales ရလို့ရှိရင်ကျွန်တော်တို့မှာ450ပြန်ရမယ်ဆိုတော့ကိုပေးထားတဲ့361ကျပ်အရင်ကြေတဲ့အပြင်ကိုကျွန်တော်တို့မှာ90နီးပါးမြတ်နေပြီအဲ့ဒီအပြင်ကို800ဘိုး point ခုနပြောတဲ့ vacation saving account ထဲမှာရှိမယ်ကျွန်တော်တို့ခုန dream trip တွေကိုတုံးပြီးတော့သွားလို့ရမယ်ပထမလမှာလူ6ယောက်ရတဲ့အတွက်ကြောင့်မလို့ဒုတိယလစပြီးတော့လစဉ်ကြီးလည်းပေးစရာမလိုတော့ဘူးဆိုတော့ဒီအလုပ်ကိုအရင်လည်းမရှိဘူးကုန်ကျစရိတ်လည်းမရှိဘဲနဲ့လုပ်တယ်လို့ဖြစ်သွားမယ်ဆိုတော့ကျွန်တော်တို့ဒီအလုပ်ကဒီ Facebook လိုပဲလုပ်မှာပေါ့နော်သူက Facebook ဆိုလို့ရှိရင်သူတို့ကကြော်ညာတာbillboard တွေမှာ TV တို့ radio တို့မှာကြော်ညာတယ်ဆိုတာမရှိဘူးဒါတဆင့်တစားတဆင့်နားနဲ့တယောက်နဲ့တဆင့်သွားကြတယ်ပေါ့နော်ဆိုတော့ဒီအတိုင်းပဲကျွန်တော်တို့ရဲ့ business ကလည်းတယောက်နဲ့တယောက်တဆင့်စကားတဆင့်နားနဲ့ကိုပြောပြတဲ့အခါမှာ member တွေဝင်လာတဲ့အခါမှာကျွန်တော်တို့က you going to get paid လေဆိုတော့ကျွန်တော်တို့ member ဝင်လာရင် company ကကျွန်တော်တို့ website တစ်ခုပေးမယ်ဒီ website ကိုတကယ်ချင်းတွေကိုပြလိုက်ရုံပဲသူတို့သဘောကြည့်လိုက်တယ်သဘောကျလို့ member ဝင်မယ်ဆိုရင် you get paid ဆိုဒီလုပ်တဲ့ခါမှာကျွန်တော်တို့ရနိုင်တဲ့နီလန်းက6မျိုးရှိတယ်ပေါ့နော်ပထမကတော့ဗာလဲဆိုရင်ကိုယ်တိုင် sponsor လုပ်တဲ့လူတယောက်တိုင်း refer လုပ်တဲ့ membership ဝင်လာတိုင်းမှာ dream trip point ဆိုပြီးတော့100 point ခုနစုဘူးထဲမှာ vacation saving account ထဲမှာပေးမယ်အဲ့ဒီ point တွေကိုကျွန်တော်တို့ package လုပ်ထားတဲ့ dream trip တွေမှာသုံးပြီးတော့သွားလို့ရတယ်ခုဒုတိယပြောတဲ့အပိုင်းကစပြီးတော့နောက်ပိုင်းရမယ့်ဟာတွေကတော့ cash နဲ့ရမယ့်ဥစ္စာဆိုရင်ပထမဒီဒုတိယနီးနဲ့ရမယ့်ပတ်စံပါလဲဆိုလို့ရှိရင်ကျွန်တော်ဝင်လာပြီးတော့ပထမဦးဆုံး sponsor လုပ်ထားတဲ့dream trip membership ဝင်တဲ့နေ့ကစပြီးတော့28ရက်အတွင်းမှာကျွန်တော်ဒီ membership 3ယောက်ရတယ်ဆိုလို့ရှိရင်100ရမယ်နောက်ထပ် every 3 membership ရတိုင်းမှာ150ရမယ်ဒါ28ရက်ပြည့်တဲ့အထိ28ရက်ပြည့်ရင်နောက်ထပ်28ရက် cycle ပြန်စမယ်ပထမ3 membership က100ရမယ်နောက်3ယောက် membership ရတိုင်း150ဒါတောက်လျှောက်တစ်ဆက်လုံးကို active member ဖြစ်နေသူရပါနံပါတ်3နည်းနဲ့ရမယ့်ဟာဆိုရင် cycle bonus လို့ခေါ်တယ်ဒီကောင်ကကြတော့ဒီ business မှာကျွန်တော်တို့ဝင်လာရင်ကျွန်တော်တို့မှာဘယ်ဘက်နဲ့ညာဘက်နဲ့ team ဆိုပြီးတော့နှစ်ခုရှိတယ် every time ဘယ်ဘက် team မှာလူ3ယောက်ညာဘက် team မှာလူ3ယောက်ဝင်တိုင်းဒီ membership 3ခုဘယ်ဘက်မှာရောင်းတိုင်းညာဘက်မှာ membership 3ခုရောင်းတိုင်းမှာကျွန်တော်တို့ cycle ဖြစ်တယ်လို့ခေါ်တယ်
ဒီလို cycle ဖြစ်တိုင်းမှာ company ကကျွန်တော်တို့ကိုတရားပေးတယ်ပထမရက်60အတွင်းမှာ cycle ဖြစ်လို့ရှိရင်ပထမ3 cycle ကို200စီပေးတယ်နောက်ပိုင်း cycle တွေကို100စီပေးတယ်ဆိုတော့ခုနပြောတဲ့ဘယ်ဘက်3 sale ညာဘက်3 sale ကဆိုလို့ရှိရင်ကိုယ်တိုင်းလုပ်တဲ့ sale လည်းဖြစ်เสียမလို့ဥပမာကျွန်တော်ပထမလမှာ6 sale 6ယောက်ရတယ်ဆိုရင်ဒီဘက် team မှာ6ယောက် sale ရှိတယ်ညာဘက် team မှာ6ယောက် sale ချလိုက်တယ်ဆိုရင်ဒုတိယလမှာကျွန်တော် busy ဖြစ်တော့ခဏရပ်ထားလိုက်ပေါ့နော်ဆိုတော့ခုနဘယ် team မှာရှိတဲ့လူ3ယောက်ကလည်းနောက်ထပ်3 membership ရောင်းနေဆိုလို့ရှိရင်ညာဘက် team ကလည်းနောက်ထပ်3 members ရှိတယ်ဆိုလို့ရှိရင်နောက်ထပ်တစ်ခါ cycle ဖြစ်မယ်ဒုတိယလမှာဖြစ်တဲ့အတွက်ကြောင့်မလို့ထပ်ပြီးတော့200ရမယ်အခုတစ်ခါ6ဒီဘက်မှာ6ယောက်ရှိပြီညာဘက်မှာ6ယောက်ရှိပြီဒီကိုယ့်ရဲ့ team member 6ယောက်ကထပ်ပြီးတော့3 sales ဘယ်မှာထည့်မယ်ညာဘက်မှာလည်း3 sales ချရမယ်ဆိုလို့ရှိရင်ထပ်ပြီးတော့ cycle ဖြစ်မယ်တစ်ခါထပ်ပြီးတော့200ရမယ်ဒီလိုပဲဆက်ပြီးတော့သွားမယ်နံပါတ်4နည်းနဲ့ရမယ်ပတ်စံပါလဲဆိုလို့ရှိရင် lifestyle bonus လို့ခေါ်တယ်ဒီဟာဆိုလို့ရှိရင်ကိုတိုင်းကကိုမှာ active personal member 9ယောက်ရှိတယ်ဆိုရင်အဲ့ဒီလမှာဒါကြတော့လနဲ့တွားတယ်ပေါ့နော် January February March April May တရက်နေ့ကနေ31ရက်အတွင်းမှာကျွန်တော်နဲ့ကျွန်တော်ကိုယ်တိုင်အောက်မှာရှိတဲ့ team ကနေပြီးတော့အဲ့လမှာ12 sales ရှိတယ်ဆိုလို့ရှိရင်300ရမယ်နောက်ပြီးတော့ကိုယ်တိုင်ကလည်း personal active member 6ယောက်ရှိပြီအဲ့တလမှာလူ team sales က30ရှိတယ်ဆိုလို့ရှိရင်အဲ့လမှာ400ရမယ်အဲ့ sales က20တဲ့ပုံမယ်ဆိုလို့ရှိရင်တလမှာ900ချီရမယ်ဆိုတော့ဒါကခုနပြောတဲ့ cycle bonus တို့ personal bonus တို့အပြင်ကိုထပ်ရမယ်ဥစ္စာပေါ့နော်အဲ့လိုနဲ့ကိုယ့်ရဲ့ team က grow ဖြစ်လာတဲ့အခါမှာနံပါတ်5နည်းနဲ့ရမယ်ပတ်စံပါလဲဆိုရင် residual income လို့ခေါ်တယ်ကျွန်တော်တို့အားလုံးကဒီလုပ်ကိုလုပ်နေတာဒီ residual income ကြောင့်မလို့လုပ်နေကြတာဆိုတော့အားလုံးမှာကျွန်တော်တို့မှာ residual bill တွေလာစဉ်ရှိနေတယ်ဟုတ်တယ်မလားဒီအိမ်ဘိုးတို့မီးဘိုးတို့ရေဘိုးတို့ကားဘိုးတို့ insurance ဘိုးတို့ credit card ဘိုးတို့အစုံပဲအဲ့ဒီဟာတွေကကိုမလိုချင်လဲဒီစားတိုင်းဘုံထဲမှာလာစဉ် residual လေးလာနေတယ်နော်ဒီ residual income ကြတော့သူ့ရဲ့စက်ကျင်ဘက်ဒီဝင်ငွေဝင်နေတဲ့ဥစ္စာလာစဉ်ဒီစားတဲ့ဘုံထဲမှာဒီဝင်ငွေကလာနေမယ်နော်ဆိုတော့ဒီ residual income မရှိလို့ရှိရင်ကျွန်တော်တို့ကသေးတဲ့အထိလှုပ်ရတော့မယ်ဘာလို့အဲ့လိုပြောလဲဆိုရင်ဥပမာကျွန်တော်အခုစက်ရုံတရုံဒါမှမဟုတ်လို့ရှိရင် company တစ်ခုမှာ employee တယောက်အနေနဲ့အလုပ်သမားတယောက်အနေနဲ့တွားပြီးလုပ်တယ်ကျွန်တော်တနာရီတွားလုပ်ရင်သူတို့ကကျွန်တော်ကိုတနာရီဘိုးပတ်စံပေးမယ်ဒီနေ့ဒီမကောင်းလို့အလုပ်သွားမလုပ်နိုင်ရင်ဒီနေ့အတွက်ပတ်စံမရတော့ဘူးเนาะနောက်ပြီးတော့အခုလိုမျိုးအလုပ်သမားတယောက်အနေနဲ့လုပ်နေလို့ရှိရင်ကျွန်တော်မှာအချိန် freedom ဆိုတာလည်းဘယ်တော့မှမရှိလာနိုင်ဘူးဘာလို့ဆိုတော့အလုပ်သမားတယောက်လုပ်နေရင်သူတို့က9နာရီလာလို့အလုပ်ကိုလာဆိုရင်9နာရီသွားရတယ်9နာရီထိလုပ်ဆိုရင်9နာရီထိလုပ်ရတယ်ဒီကြားထဲမှာနိုင်ဝက်ပဲ break ယူဆိုရင်နိုင်ဝက်ပြေးပြီးထမင်းသွားစားပြီးပြန်လာလုပ်ရတယ်တပတ်မှာ9ရက်6ရက်လောက်ရမယ်တစ်နှစ်လုံးနေမှလည်းကျွန်တော်တို့ကိုတပတ်ပဲ vacation ဆိုပြီးတော့ပေးမယ်ကိုတနေရာသွားခြင်းရင်သူတို့ရှိမှသွားပြီးခွင့်ယူနေရတယ်ဆိုတော့ဒီအလုပ်သမားတယောက်အနေနဲ့လုပ်နေမယ်ဆိုရင်ကျွန်တော်တို့မှာတစ်သက်လုံးဒီအချိန် freedom ဆိုတာရှိလာဖို့မရှိဘူးဆိုတော့ဒီအလုပ်ကိုလုပ်လာတဲ့အခါမှာကျွန်တော်တို့ရဲ့ team ထဲမှာဘယ်ဘက် team မှာလူ30ညာဘက် team မှာ30ရှိတယ်ဆိုရင်အဲ့လာနေစပြီးတော့တလားကို900အထိရနိုင်တယ်ကိုယ့်ရဲ့ team ကပိုပြီး grow ဖြစ်လာလို့90နဲ့90ဖြစ်လာပြီဆိုလို့ရှိရင်အဲ့အစ်စ်မှာတလားကို2000အထိရနိုင်တယ်ဆိုတော့ဒါနံပါတ်5နံပါတ်6နည်းနဲ့ရနိုင်တဲ့ပတ်စံပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ဝင်လာပြီးတော့တည်တည်ချာချာလှုပ်လိုက်လို့ပေါ်ဘက်က regional marketing director တို့ international marketing director တို့ဆိုတဲ့အဆင့်တွေကိုရောက်လာပြီဆိုလို့ရှိရင် company ကကျွန်တော်တို့ကားဝယ်ဖို့ဆိုပြီးတော့1000ကနေ1500အထိပေးတယ်အိမ်ဝယ်ဖို့ဆိုပြီး3000လာစဉ်ရမယ်နောက်ပြီးတော့တစ်နှစ်တစ်ခါလဲvacation တစ်ခုကိုနဲ့တခြားတစ်ယောက်ကိုအကုန်စရိတ်ငိမ့်ပို့ပေးတယ်
နော်ဆိုတော့ဒါ6မျိုးရနိုင်တဲ့နီလန်ဆိုတော့ဒီအလုပ်ကိုတည်တည်ချာချာဝင်လာပြီးတော့လောက်လာလို့ရှိရင်2နှစ်3နှစ်4နှစ်တခြားလောက်လိုက်လို့ရှိရင်ကျွန်တော်တို့မှာအချိန်ရောပတ်စံရော freedom ဆိုတာရလာနိုင်တယ်နောက်ပြီးတော့ဒီလောက်ကဝင်လာရင်ကိုယ့်ကိုလောက်ရမယ်အလုပ်လည်းမဟုတ်ဘူးကျွန်တော်တို့က team နေနဲ့လောက်ရမယ်အလုပ်ဆိုတော့အားလုံး team ကဝိုင်းပြီးတော့ကူညီပေးမယ်စစပိုင်းမှာဆိုလို့ရှိရင်ဖြစ်နိုင်ရင်ကိုယ့်ကိုယ်တော်မှရှင်းပြတာကိုမလုပ်စေချင်ဘူးဘာလို့ဆိုတော့ကိုကသိချာမသိသေးတဲ့အတွက်သွားပြီးရှင်းပြလိုက်လို့ရှိရင်နားထောင်တဲ့လူကနားမလည်ရင်သူတို့လည်းလောက်လာမှာမဟုတ်ဆိုတော့အစပိုင်းမှာလောက်ရမှာကဥပမာတငယ်ချင်းတယောက်ကိုပြောခြင်းတယ်ဆိုလို့ရှိရင်သူ့ကိုဖုန်းဆက်လိုက်ပြီးတော့အေးတငယ်ချင်းကျွန်တော်မှာတော့ဒီအရန်ကောင်းတဲ့ business တစ်ခုရှိတယ်ကျွန်တော်တော့ခုမှစလုပ်နေတဲ့အတွက်ကြောင့်မို့လို့တခြားမရှင်းပြတတ်သေးဘူးဒါပေမဲ့ဟိုမှာလုတ်ပြီးတော့တကယ်အောင်မြင်နေတဲ့လူတွေရှိတယ်ခဏလေးနေအောင်သူတို့ခေါ်ပြီးတော့ရှင်းပြပေးမယ်ဆိုပြီးတော့ကျွန်တော်တို့ခေါ်မယ်ခေါ်ပြီးတော့ three-way phone call ထဲမှာထည့်လိုက်ရင်ကျွန်တော်တို့ကသူတို့ကိုရှင်းပြပေးမယ်မေးတဲ့မိကုန်းတွေအကုန်လုံးကိုဖြေပေးမယ်သူတို့ဝင်လာမယ်ဆိုရင်your team is going to grow ဆိုတော့အဲ့လိုပဲနားထောင်ရင်နဲ့ကိုလည်းနောက်ကြတော့နားလည်လာတယ်ပြောပြတတ်လာမယ်ဆိုရင်ကိုယ့်ရဲ့ team ကိုတွားပြီးတော့ကူညီပေးမယ်ပေါ့နော်နောက်တစ်ခုကဒီ graph ကဆိုလို့ရှိရင် Dr. Charles King ဆိုတဲ့သူကတီထွင်ထားတဲ့ graph ပေါ့နော်သူက Harvard University မှာဘွဲ့ရထားတဲ့လူအခုဆိုရင် University of Illinois Chicago မှာသူက network marketing ကျောင်းသင်နေတယ်သူကပြော Dr. King ကပြောတယ်ဒီ network marketing company တွေကိုတဲ့ပထမ formulation နဲ့ concentration phase ထီထောင်နေတဲ့အချိန်မှာမဝင်ပါနဲ့တဲ့ဒါပေမဲ့လို့ဘာလို့လဲလို့သူကပြောလဲဆိုရင်ဒီ68%ကသူတို့များသောအားဖြင့်ပြတ်သွားတယ်မအောင်မြင်ကြဘူးဒါပေမဲ့တနေရာရှိတယ်ဒီ company တစ်ခုကပထမ9နှစ်အတွင်းမှာဘယ်နှစ်မှာပဲဖြစ်ဖြစ်45 million လောက်တယ်ဆိုလို့ရှိရင်ဒီ company က100% momentum stage သွားပြီးတော့ stability ကိုရောက်မယ်ဒီ momentum ဆိုတာကဒီ company ကအရှိန်အဟုန်နဲ့ရန်ကိုတိုးတက်ပြီးတော့ကြီးပွားလာတယ် stability ဆိုတာကတော့လူတိုင်းသိပြီးသားဖြစ်နေပြီပေါ့နော်ဥပမာဆိုရင်တကယ်လူတိုင်းသိနေတဲ့ Mary Kay တို့ Avon တို့ Amway တို့prepaid legal တို့ပေါ့နော်ဆိုတော့အဲ့လို company တွေကဆိုရင်တကယ်ကောင်းတဲ့ company တွေပါဒါပေမဲ့လူတိုင်းကသိနေပြီဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အခုမှစလုပ်မယ်ဆိုရင် it's too late နောက်ကျနေပြီเนาะကိုကသွားပြီးတော့တကယ်ချင်းတယောက်အတိတယောက်ပြောပြမယ်ဆိုရင်သူတို့က already ဒီ company တွေအကြောင်းကိုသိပြီးနေပြီလူယောက်20လောက်ကသူတို့ပြောပြီးနေပြီဆိုတော့ကျွန်တော်တို့ရဲ့ company ကဖွင့်စပြီးတော့ပထမ9နှစ်အတွင်းမှာစတုတ္ထနှစ်မှာဆိုရင်95 million လောက်တယ်ဆိုတော့ဒီ Dr. Charles King ရဲ့ပြောတဲ့အရာဆိုရင်ကျွန်တော်တို့က100% ဒီ moment နဲ့တွားတော့မယ်ပေါ့နော်ဆိုတော့ you are in the right place at the right timing ဒီဟာတော့ကျွန်တော်တို့ရဲ့ income disclosure ပေါ့နော်ဘယ်အဆင့်မှာဘယ်လောက်ရနိုင်ပါတယ်ဆိုတာကိုကျွန်တော်တို့က openly ပေးပြောပါတယ်နော်ဆိုတော့ဒီ Dream Trip membership က recap အတူပြန်ချုံပြမယ်ဆိုရင်အသက်26နှစ်အထက်မှာဆိုလို့ရှိရင်ဒီ Dream Trip membership ကိုဝင်လာမယ် business လည်းလုပ်မယ်ဆိုလို့ရှိရင်တော့360နဲ့92နဲ့စမယ်60နဲ့98 monthly ဒါအသက်26နှစ်အောက်အထက်အသက်26နှစ်အောက်ဆိုလို့ရှိရင်282နဲ့စမယ် monthly ကဆိုလို့ရှိရင်59နဲ့စမယ်ပေါ့နော်ဆိုတော့ timing ကလည်းအရင်အရေးကြီးတယ်ဒီအလဲကလူကသူ့ရဲ့တငယ်ချင်းကိုသူကဒီသူ့ရဲ့ next best spot ကိုပေးတယ်ပေါ့နော်ဆိုတော့သူ့ရဲ့တငယ်ချင်းကပတ်စံလည်းလုံမယ်ပျော်လည်းပျော်ဖို့ကောင်းတယ်ဒါပေမဲ့လို့ကျွန်တော်ခဏလေးစဉ်းစားအောင်မယ်ဆိုရင်ဒီအပေါ်ကတငယ်ချင်းကသူကထိုင်ဆောက်နေမှာမဟုတ်ဘူးသူတွေကိုရှောက်ပြအောင်ပါပဲအဲ့ဒီချိန်မှာ Mary ဆိုတဲ့အမျိုးသမီးကဝင်လာတယ်သူက save money make money have fun ဆိုသူကတခါတည်း sign up လုပ်လိုက်တယ်သူက no brainer I'm going to do it ဒါပေမဲ့ဒီအောက်မှာစောင့်နေတဲ့စဉ်းစားနေတဲ့လူကနောက်တနေ့ကျတော့ပြန်လာတယ် okay ကျွန်တော် ready ဖြစ်ပြီကျွန်တော်လည်း sign up လုပ်ပဲကြီးလိုက်ရင်တော့လူတစ်ယောက်ပဲ miss ဖြစ်သွားတာပေါ့နော်တကယ်ကဒါပေမဲ့ဒီ Mary ကနေပြီးတော့လူတွေကိုလိုက်ပြလိုက်တဲ့ခါမှာ Scott ဆိုတဲ့လူတစ်ယောက်ဝင်လာတယ်သူကပထမတစ်နှစ်မှာ sales 1000လုပ်လိုက်တယ်
ဆိုတော့ဒီဘယ်ဘက်မှာဝင်လာတဲ့နောက်မှာဝင်လာတဲ့လူက Mary ရဲ့အောက်မှာဝင်တဲ့အတွက်ကြောင့်မလို့ဒီ sales 1000လုံးကိုသူမှခန်းစားခွင့်မရှိတော့ဘူး။ သူကသာအရင်ဦးဆုံး Mary မဝင်ခင်အပေါ်မှာဝင်ထားလိုက်ရင်ဒီအောက်မှာဝင်ထားတဲ့ sales 1000လုံးကသူ့အတွက်ခန်းစားခွင့်ရှိလာမယ်ပေါ့နော်။ဆိုတော့ဒီ company ရဲ့ motto ကဘာလဲဆိုလို့ရှိရင် fun freedom and fulfillment ပေါ့နော်။ဆိုတော့ကျွန်တော်တို့ကရှောက်ပြီးတော့ပျော်ပျော်ရွှင်ရွှင်နဲ့စိတ်ချမ်းချမ်းသာသာနဲ့လူတွေကိုလည်းကူညီကြမယ်ပေါ့နော် Thank you